တော်လန်ရေးအနှုတ်ဆက်စီအောင်တော်လန်ရေးပြိုလဲအောင်ဖျို့ဖျက်ဖြစ်သွားအောင်ပြည်သူလူထုတွေဖျို့ဖျက်ဖြစ်သွားအောင်အခွေးမသားနဂါဆက်လိန်လို့မရတော့ဘူးမအောင်မြင်ဘူးစိသူ့ရဲ့ပွဲမအောင်မြင်ဘူးအောင်မြင်မနဂါသာအောင်မြင်လို့ဆိုရင် NUG ကိုသူပြိုခွဲတဲ့ချိန်မှာ NUG စဆောင်ရမယ် NUG လောက်မှာ PDF တစ်ဖက်မှမဆက်စရဘူးပြည်သူလဲ NUG ကိုတရားမှမယုံကြည်ရတော့ဘူးအဲ့တော်မျိုးဖြစ်လို့ဆိုရင်နဂါအောင်မြင်တယ်အခုနဂါမအောင်မြင်ဘူးပြီးတော့ပြည်သူတွေကခမေးစားတယ်မှမပြောတယ်ပြည်သူတွေကလူကိုမချစ်ဘူးမူကိုချစ်တာနော်အဲ့တော့ကိုပြည်သူမယ်လို့ဆိုရင်လူကိုမချစ်နဲ့အပေါ်ရန်ကိုမဆောင်ကြနဲ့စကလုံးလက်တွေကိုတွားတော့နားမထောင်နဲ့နော်မူကိုချစ်ပါသူတို့ဘလောက်လောက်လဲအာနာစင်ကိုသူတို့ဘလောက်အမြင့်ဖြတ်လဲအဲ့ဒါကိုကြည့်နဂါလားနေတာညလားပြည်သူလူထုရထောက်ပံ့ငွေကိုဘလောက်ပဲများစခန်းမသိဘူးမျိုးမသိဘူးကိုမေကိုလို့တွေကကိုကျိုးအတွက်မရအတွက်သားသမီးအတွက်ကကျွန်တော်တုံးတဲ့ခွေးမသားတွေနော်အဲ့ဒါငါရကရင်လူမျိုးတွေစိတ်တော့မတောင်းနဲ့နဂါကိုပဲကြည့်နဂါပမာလူမျိုးစစ်စစ်နော်မဟုတ်ပမာလူမျိုးဆိုကြတော့ဘူးနဂါကပမာလူမျိုးစစ်စစ်ရန်သူဘက်ကလူတွေကဘယ်လိုမျိုးတွေးခွဲလာသိလားနေတာမြရဲ့ဘောမတွေနေတာမြခွေးနိုင်မျိုးတို့ဒီစကိုင်းမူလာပါပြောတယ်သိလားပမာအားလုံးပါတဲ့နဂါအယုံကြည်ရဆုံးပဲတဲ့နဂါကပမာအကောင်းဆုံးပဲတဲ့ကျန်တဲ့နေတို့ရဲ့ PDF တွေ NUG တွေယုံလို့မရဘူးတဲ့အဲ့ဒီ PDF တွေ NUG တွေမအားလားနဲ့ဖေလို့ပြခံထားတဲ့မအားလားလူတွေတဲ့အာနာစင်တွေတဲ့နဂါတယောက်ပဲတမတာဖြစ်လို့ထိုက်တန်တယ်နဂါတယောက်ပဲယုံကြည်လို့ရတယ်တဲ့ဒါကရင်တစ်ဖက်ပိုက်နေတာမြခွေးတွေဘက်ကပေါ့နော်အစွန်ရောက်မအားလားအတိုက်ကိုလောက်နေတဲ့ကရင်တစ်ဖက်ပိုက်တွေအဲ့လိုပြောတာအခုနဂါကမအားလားရဲ့လူရင်းဖြစ်တယ်လို့မအားလားစီမလည်းပြန်သွားပြီဒါမဲ့နေတာမြအတွက်အလူခံပေးတဲ့ခွေးမနဲ့မျိုးမအားလားဘောမခွေးမနဲ့မျိုးကပြောဆိုတော့နဂါကိုလာမသိနဲ့တဲ့ဗလဲနေတော့ငါကိုနဂါနဲ့ပေးစားမယ်ဆိုလဲငါယူမှာတဲ့အဲ့ဒါတော့မှသူ့ရဲ့လင်ကမအားလားရဲ့စစ်ခွေးအစင်တော့နဂါမအားလားရဲ့လူရင်းတော့အဲ့ဒီနန်းမျိုးကရင်မနန်းမျိုးပြောတဲ့နဂါကိုသူစိတ်တော့ထောက်ခံသေးတယ်နေတော့ရဲ့ NUG ကနင်းအောင်လိုက်နဲ့အတူတူပဲတဲ့သူစိတ်တော့လို့ပြောသေးတယ်ဟဲ့ NUG ဒါမင်းအောင်လိုက်နဲ့တူလို့စင် NUG ပေါ်လာကြတဲ့ကမင်းအောင်လိုက်နဲ့ပူပေါင်းလာကြပြီပေါ့ NUG ဒါမင်းအောင်လိုက်ရဲ့လူပြလို့စင် NUG လောက်က PDF တွေအားလုံးသေကုန်ပြီပေါ့ဟာသေကုန်ပြီပေါ့မအားလားလင်းကွင်းကိုပေါင်းကျဲမလားမအားလားရဲ့ကိုဗလဲနေပြီးဗလဲမန္တလေးနဲ့တွဲကိုပေါင်းကျဲမလားလင်းကွင်းတွေလိမ့်ဆိုင်တယ်မအားလားရဲ့ခေါင်းပေါ်မှာဗလဲအဲ့ဒီအသေးခံတော့လေစက်တက်တော့လေကျဲမလားမအားလားစစ်ခွေးအကောင့်တရားနေရစစ်ကြောင်ထိုးလာတဲ့အဲ့ဒီစစ်ခွေးတွေအားလုံး NUG လောက်က PDF တွေပြစ်သားမလားစင်းထောက်မလားမျိုးတွေသိမ်းမလားတနိုင်ငံလုံးစစ်ဖြစ်နေတဲ့ခိုင်သားနဲ့ကန်နေနေလားအညာမလား NUG PDF နေရာတိုင်းမှာတိုက်တာအခုစခန်းသိမ်းမျိုးသိမ်းတစ်စစ်ကြောင်လုံးအမြင့်ဖြတ်တာ NUG PDF တွေပဲโอเคနော်တိုင်းသားနဲ့ကန်တရားတဲ့မျိုးတွေဆိုရင်လည်း NUG PDF တွေတော့တော့ပြီးတော့ပြင်ပေးတယ်စစ်ကူတွေတော့လုပ်ပေးတယ်နော်ဒီတော့ခွေးနဂါဆိုရင်ဘယ်နေရာကိုရောက်လို့လဲဒီတော့ခွေးမသားနေတာမြတ်တခိုးကြီးဆိုရင်ဘယ်နေရာကိုလောက်လို့လဲတခြားနေရာမပြောနဲ့မြဝတီကမှတစ်ခါမှဝင်မတိုက်ရခွေးမသားနေတာမြတ်သမတယူအာနာယူနေအေလို့နေတာယူတဲ့ခွေးမသားလူလိုက်နေတာမြတ်ဘယ်နေရာမှမရောက်ဘူးဖေလို့မလေးပြောလို့ရဲတဲ့နော်အမလေးအခုတိလဲနဂါကမအားလိုက်ရခွေးတိတိကြီးနဲ့နဂါကိုဆက်ပြီးတော့နှမျောသေးတယ်နဂါကိုချစ်သေးတယ်ဆိုရင်သွားလိုက်လေနေပြီးတော့မလိုက်သွားလိုက်ဘာတွေအားဆောင်နေတာလဲဘဘကြီးစီမှာဖုံးဆဲလိုက်ဘဘကြီးရေဒီမှာလာချိုပေးပါအောင်နော်ဒုတိယကမတယူနေတဲ့နေရာမှာလင်းရင်ပြန်မစီလို့လာချိုပေးပါနဂါမိမသဖြစ်စီလို့ဖုံးဆဲလိုက်လေဟိုမှာလာချိုလိုက်မယ်ဟာလားနဂါကိုနှမျောတဲ့သူတွေနဂါကိုချစ်တဲ့သူတွေနဂါမနဂါအခုထိလည်းဖြစ်နေတဲ့သူတွေနဂါအနောက်ကိုလိုက်သွားလိုက်နင်းအောင်လိုက်စီမှာဖုံးဆဲလိုက်နေတော့လည်းသွားပြီးအလင်းဝင်လိုက်ပေါ့ဘာတွေအားဆောင်နေတာလဲလွယ်လွယ်လေးပဲနော်လွယ်လွယ်လေးပဲပြောထားမယ်ပြီးတော့တချို့လူတွေကအခုထိလည်းဒီနဂါရဲ့တည်င်းကတော့တည်စာမသိသေးဘူးမမပြောမယ်နဂါကအလင်းဝင်တာလည်းမဟုတ်ဘူးပူပေါင်းတာလည်းမဟုတ်ဘူးနဂါကမအားလာရဲ့လူဖြစ်တယ်မအားလာရဲ့လူအရင်ဖြစ်တဲ့ကြိုတင်စီစဉ်ထားတာကြိုတင်စီစဉ်ထားတာတော်လန်ရေးဖြစ်လာမယ်သူတို့အာနာသိန်းလို့စီတော်လန်ရေးဆိုတာဖြစ်လာမယ်တော်လန်ရေးဖြစ်လာပြီဆိုရင်သူတို့ရဲ့တည်င်းတွေရအောင်သူတို့အတွက်တည်င်းအစစ်မှန်တွေသူတို့စီမှာပုတ်ပေးလို့ရအောင်သူတို့ရဲ့လူရင်းကိုထိုးထဲတာနော် PDF နဲ့ပေးဟန်ဆောင်လိုက်ထောက်ဖို့နဲ့ပေးတော့ဟန်ဆောင်တိုင်းCDN လိုမျိုးနဲ့လာတော့ပေးဟန်ဆောင်လိုက်အများကြီးပဲမအားလာရဲ့လူကအများကြီးပဲနောက်ပြီးတော့ကြံသေးတယ်ပေါ်လာအောင်မယ်ပူနဲ့ပေါ်လာအောင်မယ်အဲ့ဒီစကားပြောတော်တဲ့သူတွေကိုတတိထားနေတာများဆိုရင်စကားပြောတာအရန်တော်တယ်စီလုံးရေးကောင်းတဲ့သူတွေစကားပြောတော်တဲ့သူကိုအရန်ကိုတတိထားရမယ်စကလုံးလလလေးကိုပြည်သူလူထုကိုစီအောင်တဲ့အနေနဲ့လေအဲ့ဒီစကလုံးအဲ့ဒီမျိုးအပြောတတ်တဲ့လူကိုတတိထားနော်မမပြောမယ်နော်ရန်သူဘက်ကလေလူတယောက်ကိုတို့စီအောင်လိုက်ပြီဆိုရင်လေစိတ်ဓာတ်မခိုင်မာတဲ့ထောက်ဖို့တွေပြည်သူတွေဆိုရင်တခါတည်းပါသွားတာနမူနာကြည့်လိုက်ဒေါ်ချိုတို့တန်းစီဦးလို့ဆိုရင်အကုန်လုံးပါသွားတာ NSC ရဲ့ပိုးကြီးနဲ့စကားပြောတာတစ်ခါပဲမောင်ချစ်သူနဲ့စကားပြောတာတစ်ခါပဲနော်ဒါမဲ့တို့အကုန်လုံးပါသွားတာအရင်တော့ဆိုရင်ဒေါ်ချိုနဲ့တန်းစီဦးဆိုရင် NLD အမေစုဖြစ်နေတာပြည်သူဘက်ကမောင်ချစ်သူနဲ့စကားပြောလိုက်မှ NSC ရဲ့ပိုးကြီးမအလားခွေးတွေနဲ့စကားပြောလိုက်မှစောက်ချိုကပြောင်းသွားတာတစ်ခါတည်းပဲဒါမဲ့ဒီပွဲကစိတ်ဓာတ်ခိုင်မာတဲ့သူစိတ်ဓာတ်ပြတ်သားတဲ့သူပဲရန်သူတွေကစီလုံးလို့မရဘူးမမပြောတယ်လေနဂါမမို့စီမှာဖုံးဆက်ပူတယ်သူလာပြီးတော့မမို့စီလုံးတာ3 နာရီလောက်သိမယ်မမို့ချီပါခြင်းနဲ့ချီမပါရခမင်းစားခြင်းနဲ့စားလို့မရနဂါလာတော့စီလုံးတာ NUG ကိုမမို့ပြန်တော့ဆဲအောင် NUG ကိုမမို့မထောက်ခံအောင်မဝန်းရအောင်မမို့မယုံကြည်အောင်ပေါ့နော်မမို့က Iron Man လိုမျိုးဖြစ်သွားအောင်နဂါလာတော့စီလုံးတာဒါပေမဲ့သူလာတော့စီလုံးလို့မရဘူး
နော်မမောဆယ်တန်းမအောင်ဘူးဘက်လည်းမရဘူးဒါပေမဲ့မမောပြည်သူလူထုစိတ်ဓာတ်အပြေးဝရှိတယ်ပြည်သူစိတ်ဓာတ်အပြေးဝရှိတယ်နော်နိုင်ငံသားအမေရိကန်စိတ်ဓာတ်အပြေးဝရှိတယ်လူမျိုးဘာသာမခွဲခြားဘူးအဲ့တော့ဘယ်အာနာစင်အာနာယူမမဖို့ကိုလာတော့စီအောင်လို့မရဘူးစင်အဲ့တော့ငါတို့ပြည်သူတကယ်ရှိလို့စင်ကိုလူမျိုးကိုနိုင်ငံတကယ်ရှိလို့စင်ဘယ်အာနာစင်ဘယ်အာနာယူဘယ်ရန်သူမကိုလာတော့စီအောင်လို့မရဘူးအဲ့ဒါမှတ်ထားတချို့လူတွေဘာဖြစ်လို့ပါသွားတာလဲသူတို့တွေကမျိုးမရှိတဲ့အတွက်ကြောင့်ကိုလူမျိုးကိုတကယ်မရှိတဲ့အတွက်ကြောင့်ကိုနိုင်ငံကိုတကယ်မရှိတဲ့အတွက်ကြောင့်အာနာစင်ကိုတော်လန်ဖို့တိုက်ထောက်ဖို့စိတ်အပြည့်အဝမရှိတဲ့အတွက်ကြောင့်ရန်သူကသူတို့ကိုစီလုံးလို့ရသွားတာအဲ့လိုမျိုးဖြစ်သွားတာနော်ဒီသူနဲ့တသွေးထက်တသားတဲ့ရတည်တဲ့သူကပြီးတော့ရန်သူဘယ်လိုမျိုးပဲစီအောင်ရန်သူကလာဘာပဲပေးပေးတော့မယူဘူးအခုတချို့တွေကပြောတဲ့နဂါတော့မှသွားပြီးဆိုတော့နေတော့ NUG လည်းမလုပ်ဘူးမကြခင်တော့ NUG လည်းစစ်တပ်နဲ့ပဲပူပါမှာတဲ့ NUG ဆိုတာပြည်သူအစိုးရပါနဂါလိုမျိုးတကောင်ကြွဲမဟုတ်ဘူးโอเคနော်နဂါကသူ့အဖွဲ့တစ်ဖွဲ့ပဲရှိတယ်ကွာ तू ကပြည်နယ်မူလည်းမဟုတ်ဘူးတိုင်းမူလည်းမဟုတ်ဘူးเนาะပြည်နယ်တစ်ပြည်နယ်လုံးလည်း तू ပိုင်တာမဟုတ်ဘူးတတိုင်းလုံးလည်း तू ပိုင်တာမဟုတ်ဘူးပလန်မျိုးတစ်မျိုးလည်း तू ပိုင်တာမဟုတ်ဘူးကွာ तू နဲ့သူ့အဖွဲ့ပဲရှိတာဒါပေမဲ့ငါတို့ရဲ့ NUG ကြတော့တနိုင်ငံလုံးကိုစားပြတော့တနိုင်ငံလုံးအတွက်တောင်းထမ်းဆောင်ပေးတာမကဘူးကဘာပမာရှိတဲ့နိုင်ငံကြီးနိုင်ငံသေးကိုလည်းလိုက်တော့စကားပြောဒီမြန်မာပြည်ကြီးကိုဘယ်လိုမျိုးကူညီကတင်ရမလဲတန်တမန်ရေးလားပါရေးလဲအကောင်လုံးစကားပြောတော့စူးစမ်းပေးတယ်ငါတို့ရဲ့ NUG ကနော်ပမာလူမျိုးအတွက်ပဲမဟုတ်ဘူးကရင်လူမျိုးအတွက်ပဲမဟုတ်ဘူးတိုင်းရင်းသားအတွက်ပဲမဟုတ်ဘူးတနိုင်ငံလုံးလုံးများဖို့အတွက်ဒီရာကြီးအစိုးရ NUG ပြည်သူလူထုရွေးချယ်တဲ့ဒီအစိုးရကဘယ်တော့မှတစ္ဆာမဖောက်ဘူးစင်ပြီတို့မဟုတ်ပြောမယ်နော်ကိုကပြည်သူလူထုရွေးချယ်တဲ့အဖွဲ့အစည်းမဟုတ်ဘူးပြည်သူလူထုရွေးချယ်တဲ့အစိုးရမဟုတ်လို့စင်ကိုသွားပြီးထောက်ခံပြီးလို့စင်အဲ့ဒါကိုအပေါ်တစ္ဆာဖောက်ဖို့နော်69ရာခိုင်နှုန်းရှိမယ်ဒါပေမဲ့ပြည်သူလူထုရဲ့လက်ထက်မှာပေါ်ပေါက်လာတဲ့အစိုးရပဲဖြစ်ပြည်သူလူထုရဲ့လက်ထက်မှာပေါ်ပေါက်လာတဲ့ PDF တွေပဲဖြစ်ဖန်ပစင်ပြည်သူတွေမှာရတည်မှာအဲ့ဒါယုံကြည်ပါနော်ပြီးတော့ဒီ NUG အစိုးရဆိုရင်ပြန်တော့လေ့လာလိုက်သူတို့ရဲ့သမိုင်းအားလုံးကအမေစုလက်ထဲမှာပေါ်ပေါက်လာတဲ့အစိုးရတဲ့အမေစုလက်ထဲမှာပြောမယ်ဆိုတော့အမေစုလက်ထဲမှာစီနေတဲ့အစိုးရဟောင်းတွေတဲ့ပဲလူကြီးဟောင်းတွေတဲ့ပဲနိုင်ငံရေးသမားအဟောင်းတွေနော်ခွဲဘက်ကလာတဲ့အစိုးရတကောင်မှမရှိဘူးတရားမှမရှိဘူးမလာဘက်ကလာတာမရှိဘူးအဲ့တော့လူမသိသူမသိနေရင်းနဲ့နာမည်ကျော်လာတဲ့ဟိုဘိုဒီဘိုတွေဟိုဆယ်လီဒီဆယ်လီတွေကြတော့တတိထားရမယ်လူမသိဘူးသူမသိဘူးတို့ရဲ့သမိုင်းပါလဲဘယ်သူမှမသိဘူးနေရင်းနဲ့စင်ရှုံမီဒီယာကြောင့်တို့နာမည်ကျော်လာတယ်နေရင်းနဲ့ဒီ Facebook တွေကြောင့်တို့နာမည်တွေကြီးလာတယ်ကွာဆယ်လီဖြစ်လာတယ်အဲ့တမျိုးလူတွေကတတိထားမှာနော်အခု NUG အစိုးရထဲမှာဘယ်သူပဲဝါမဆိုတို့ရဲ့သမိုင်းအားလုံးကိုပြန်တော့လေ့လာလိုက်ဥယျာဉ်မုံလားဆရာစောဝေဆိုးလားဒေါ်စင်မအောင်လားဘယ်သူပဲဝါမဆိုပြန်တော့လေ့လာလိုက်အမေစုလက်ထက်ကအစိုးရပြည်သူအစိုးရစစ်တဲ့ပဲစစ်ခွေးဘက်ကဒီကြန့်ခိုင်ရေးဘက်ကလာတဲ့အစိုးရဆိုတာမရှိဘူးအဲ့ဒါမှတ်ထားโอเคနော်ဒီတော်လန်ရေးက NUG တော်လို့ကအခုထိငါတို့ဒီအာနာစင်ကိုအောင်မြင်နဲ့ဆက်ပြီးတော့တော်လန်လို့ရတာNUG တာမတော်ဘူးမတတ်ဘူးစောက်တော့မတတ်ဘူးဆိုရင်ငါတို့ကြဆုံသွားတာဟို2023ကနော်နဂါဆပ်တော့သွေးကွဲတဲ့နေ့မှာနဂါဆပ်တော့ဖောင်းထုတဲ့နေ့မှာနော်နဂါဖောင်းထုတာလဲနည်းနည်းပါမဟုတ်ဘူးနော်ထောက်ဖို့အားလုံးအချီအသေးသူအကောင်လုံးလိုက်တော့စီအောင်တာโอเคနော်မမပြောတယ်လေအလူစင်နှချမ်းကွဲသွားတယ်โอเคနော်ထောက်ဖို့နှချမ်းကွဲသွားတယ်တီးသူနှချမ်းကွဲသွားတယ် PDF နှချမ်းကွဲသွားတယ်နော်အဲ့ဒီနှချမ်းကွဲသွားတာ NUG ကိုဆက်ပြီးတော့ယုံကြည်တဲ့အလူစင်တဝက်စီတယ်ပြည်သူတွေတဝက်စီတယ်တချို့မှာကျတော့ NUG ကိုလုံးဝမထောက်ပံ့တော့ဘူးဒါပေမဲ့ NUG တာထိခိုက်လို့စင်တော်လိုင်းရကြမယ်နော်ပြည်သူလူထုကအစိုးရကိုယုံကြည်မှုမရှိလို့စင်အာနာစင်ကအာရပြီအာနာစင်တက်စီပြီโอเคအဲ့ဒါကိုဒီ2026မှာတွေးကြပြီဆိုတော့မအေလုံးနဂါဆိုတာမအားလာရဲ့လူအရင်နော်သူတို့ကကြိုတင်စီစဉ်ထားတာအလင်းဝင်လို့မဟုတ်တယ်လို့ပူပေါင်းတာလည်းမဟုတ်ဘူးโอเคနော်မအားလာရဲ့လူအရင်ဖြစ်တဲ့တောင်အခုအချိန်ရောက်တဲ့တောင်သူ့အဘသူ့လာတော့ကြိုတာဒါပဲပြည်သူတို့ရေတော်လန်ရေးတကယ်လောက်တဲ့သူကလေမိမယူဖို့မပြောနဲ့ခလေးတယောက်နှစ်ယောက်စီးဖို့မပြောနဲ့ကိုစီးတဲ့ကိုရဲ့လင်ကိုရဲ့မိမတော်မကိုလိုဖို့ချိန်မရှိဘူးဒါမဲ့ငကားဒီတော်လိုင်းရင်9နှစ်အတွင်းသူ့ရဲ့ကလေး3-4ယောက်မွေးလာတယ်သူ့ရဲ့ကလေးတွေက9နှစ်အောက်ကကလေးတွေတက်ပဲစဉ်းစားနော်အဲ့လောက်တော့အားနေရတာလားမဟုတ်ပြောတယ်လေငကားတစ်ခါပေါ်လာလို့ရှိရင်ပြဿနာစားပြီပွဲစုပြီနောက်ပြီးတော့ तू ပြောက်သွားလို့ရှိရင် तू လုံးဝတနေ့မပေါ်လာဘူးနော်စစ်တိုက်လာမတိုက်လာဘူး तू မစားတော့ဘူး तू ပြောက်သွားတယ် तू ပေါ်လာပြီဆိုရင် तू ဘာကိုလောက်ရမလဲ तू ဘယ်လိုမျိုးသွေးခွဲရမလဲဆိုတာ तू လောက်လာပြီမမပြောမယ်တို့တော်လန်ရေးတကယ်လောက်နေတဲ့ PDF တွေကလေ NUG နဲ့အစိုးရနဲ့ရန်ဖြစ်ဖို့ဟိုအဖွဲ့ဒီဖွဲ့နဲ့ရန်ဖြစ်ဖို့ပြည်သူနဲ့အစိုးရသွေးခွဲအောင်လုပ်ဖို့ဆိုတာလုံးဝမရှိဘူးနော်ကောင်းတဲ့တိုင်းသားလက်နဲ့ကန်ဆိုလဲကြည့်လိုက်အဲ့လိုမျိုးမလုပ်ဘူးโอเคနော်အဲ့တော့ဒီပွဲကမမကပြောတယ်ဘာဖြစ်လို့ပြောလဲဆိုတော့ပြည်သူလူထုတွေကစိတ်ဓာတ်အရန်ခိုင်ပါတယ်ကွာပြီးတော့လည်းအရန်လိမ်မာသားတယ်နော်နဂါနဲ့အိုင်ရင်မဆိုရင်ပထမဦးဆုံးပြည်သူလူထုအရန်ယုံကြတဲ့ထောက်ဖို့ဆိုရင်အိုင်ရင်မပဲသူဆဲတာအားရပါရသူများတွေအားပေးတာအများကြီးပဲနောက်ဆိုတော့အိုင်ရင်မရဲ့စောက်ချိုးကတဖြည်းဖြည်းနဲ့ပြင်သွားတယ်ဒလန်မတခိုးမဆိုတာပြည်သူတွေသိလိုက်ရတယ်အဲ့ဒီ2020 2023မှာနောက်ဆိုတော့အဲ့ဒီတခိုးမနဲ့ဒလန်မဘယ်သူနဲ့ပြန်ပေါင်းတယ်ဒလန်အချင်းချင်းနဲ့ပြန်ပေါင်းတာပေါ့တခိုးအချင်းချင်းနဲ့ဒလန်အချင်းချင်းစစ်ခွေးလူအရင်အချင်းချင်းပုတ်တာအချင်းချင်းပြန်တော့ထောက်ပံ့ပေးကြတယ်လေနော်နာမည်ကြီးတဲ့အိုင်ရင်မပြီးတော့အညာက PDF ကို तू တစ်ဖွဲ့ထောက်ပံ့ပေးလို့ရှိရင်ဘယ်လောက်လဲသိလားမြန်မာငွေ3သိန်းကျ2သိန်းကျအဲ့လောက်ပဲနဂါးဆိုရင် तू ပို့ပေးလို့ရှိရင်အသိန်း100အသိန်း200အသိန်း300
အဲ့ဒါလိုမျိုးနော်အဲ့ဒါအိုင်ရီမဆိုရင်ငွေဝင်တာအများပြပဲနော်သူ့ရဲ့အလူခံပုံတန်းမှာလားသူ့ရဲ့စင်ကာပူဘဏ်မှာလားသူ့ရဲ့ထိုင်းဘဏ်မှာလားသူ့ရဲ့အမေရိကန်မှာဝင်တာအများပြမကဘူးသူ့ရဲ့ဆွေတွေလည်းပြည်သူလူထုလည်းအားပေးတာအများကြီးပဲဒါပေမဲ့စင်းရင်စရာဖေလို့မအိုင်ရီမပြန်တော့ချပြတာမရှိဘူးချပြတာလည်းမပြည့်စုံဘူးကွာတက်တေထောက်တာအဲ့ဒါနော်အဲ့ဒါမအေလို့နေတာများကိုဆက်ပြီးတော့ယုံကြည်တဲ့သူတွေနော်ကတာဖြစ်ချုပ်တွေများများဝယ်ထားပဝါကြီးကြီးတွေများများဝယ်ထားမကြခင်တို့ထိုင်ပြီးတော့ငိုရတော့မယ်ခွေးနဂါးရဲ့လူတွေလိုမျိုးပေါ့နော်နဂါးကိုယုံကြည်တဲ့လူအများပြအခုထိုင်ပြီးတော့အသေးကွဲနေရတယ်နော်ထိုင်ပြီးတော့အသေးကွဲနေရတယ်โอเคနော်ထိုင်ပြီးတော့စိတ်တွေပောက်ကွဲနေရတယ်ကွာတချို့မှဆိုရင်လည်းလက်မခံသေးဘူးမဟုတ်သေးဘူးမမှန်သေးဘူးအခုထိလည်းနဂါးကမင်းအောင်လိုက်နဲ့ပူပေါင်းတာမင်းအောင်လိုက်ရဲ့လူဆိုတာတို့ကမယုံသေးဘူးအခုချိန်မှာနော်တချို့မှကျတော့ဘာမှလည်းပြောမထွက်တော့ဘူးဒီမျိုးပဲထိုင်ပြီးတော့စိတ်ဆင်းရဲတော့တယ်နော်โอเคအဲ့တော့မမပြောတဲ့နော်နိုင်ချင်လို့စီလေပြည်တော်စီနဲ့သွားပါနော်တနိုင်ငံလုံးကိုစားပြုတဲ့ထောက်ဖို့လားတနိုင်ငံလုံးကိုစားပြုတဲ့အစိုးရလားတနိုင်ငံလုံးကိုစားပြုပြီးတော့တိုက်ပေးတဲ့ PDF တွေလားလက်နက်ကန်အဖွဲ့စီတွေလားနော်အဲ့ဒီအဖွဲ့စီကိုရွေးချယ်ပြီးတော့ထောက်ပံ့ပါဝန်းရံပါနော်အားပေးကြပါတစင်ထောင်ပြီးအာနာယူတာတစင်ထောင်ပြီးနေရယူတာတစင်ထောင်ပြီးတမတယူတာနော်တစင်ထောင်ပြီးစီးပွားရေးပဲလောက်တာပြည်သူလူထုရဲ့မျက်နှာမငဲ့လူမျိုးတွေရဲ့မျက်နှာငဲ့မငဲ့တိုင်းပြည်ရဲ့မျက်နှာလည်းမငဲ့အာနာစင်တင်ဖို့လည်းမစ조사လို့ဆိုရင်အဲ့ဒါတေးချတယ်အာနာစင်ရဲ့လူစစ်စစ်ဆိုတာတေးချတယ်ဘယ်အဖွဲ့စီမဆိုမနော်နောက်ပြီးတော့အပြောကောင်းပြီးစောက်လောက်စောက်ကံမလုပ်လို့ဆိုရင်အဲ့ဒါအာနာစင်ရဲ့ခွေးပဲနော်လိုက်ပေါ်မှာအပြောကောင်းတဲ့ငွေတချို့မှဆိုရင်အပြောဒီမမပြောတယ်လေမမပို့တစ်ခါတင်ဘူးတဲ့ဗလဲအလူငွေရချင်လို့ဆိုရင်အပြောကောင်းဖို့ပဲလိုတာပေါ့နော်အပြောကောင်းလို့ဆိုရင်လူတွေကကြိုက်ပြီးလူတွေကဆွဲလန်းပြီးလူတွေကအားရပြီးလူတွေကကျင်းနာပြီးတော့လူပေးပြီးဒါပေမဲ့အပြောအညာက PDF တွေအများအပြည့်အပြောမကောင်းဘူးသူတို့ရဲ့ရောက်လဲလူတွေတခါမှမနေဘူးနော်သူတို့ရဲ့ရောက်သူတို့ရဲ့ဖွဲ့စီနာမယ်လဲပြည်သူတွေတခါမကြားဘူးဒါပေမဲ့သူတို့တိုက်တာနေတဲ့ညတိုင်းပဲသူတို့အသက်တွေပင်စားတာနေတဲ့ညတိုင်းပဲနော်အပြောဆိုတာလည်းမရှိဘူးကြွားပြတာလည်းမရှိဘူးပုံတင်ဖို့တောင်မှအချိန်မရှိဘူးစစ်တိုက်နေရတယ်စစ်တိုက်နေရတယ်ပြောဒါမဲ့အလူငွေသူတို့ရလား NUT စီမှာနည်းနည်းပါထောက်ဖို့တွေစီမှာနည်းနည်းပါသူတို့အဲ့လောက်ပဲရတယ်သူတို့ရဲ့အဖွဲ့စီမှာဝင်တဲ့ငွေမရှိဘူးဘာလို့လဲဆိုတော့ပြည်သူတွေမှသူတို့မသိတာဒါမဲ့တချို့မှဆိုရင်စစ်တိုက်စရာမလိုဘူးအပြောကောင်းဖို့ပဲလိုတယ်နာမည်ကြော်ဖို့ပဲလိုတယ်နော် view တွေ like တွေ share တွေများလို့ဆိုရင်လူရမ်းအော်ဒီ PDF ဒါ PDF ဒီဘိုနကတန်ငဇွဲတန်ငကျွဲတန်ငခွေးဒီနေသားများအဲ့လိုမျိုးပေါ့နော်လူရတော့လူတယ်အဲ့တော့ပြည်သူတွေမှကိုပြောတယ်အပေါ်ညံကိုကြည့်လို့ဆိုရင်တော်လိုင်းရုပ်ကိုလာလို့ပြီးတော့အပေါ်ညံကိုဆုံးဖြတ်ပြီးတော့ထောက်ပံ့ပေးမယ်ဆိုရင်နေတော့ဘယ်တော့မှမနိုင်ဘူးဘယ်တော့မှလွတ်နိုင်မှာမဟုတ်ဘူးအမှန်တရားကိုကြည့်ပါလောက်ရကိုကြည့်ပါမုံကိုကြည့်ပါနော်မကိုပြောမယ်ကိုအမျိုးလားကိုလူမျိုးလားကိုဘလောက်ပဲကြိုက်ကိုဘလောက်ပဲချစ်ချစ်ဒါပေမဲ့ကိုအမျိုးနေတဲ့နေရာမှာကိုလူမျိုးနေတဲ့ပြည်နယ်မှာကိုလူမျိုးနေတဲ့နယ်မြေမှာစစ်မဖြစ်လို့စင်မျိုးတွေတိန်လို့မရလို့စင်ကိုသွားတော့ထောက်မထောက်ပံ့နဲ့နော်အချိန်ကောင်းနဲ့တော်လိုင်းရေးလာလောက်တယ်ဆိုတာတော်လိုင်းရဲ့နေဆုံးပြီးဖို့ဆိုတာငါတို့ရဲ့ငွေကရန်သူကိုတကယ်တိုက်တဲ့နေရာမှာရန်သူကိုတကယ်တိုက်တဲ့နယ်မြေမှာရောက်မှနော်ရန်သူကတကယ်သိမှာနော်ဒီတော်လိုင်းရဲ့ငွေစီးမနိုင်တာပြီးတော့ငွေမရှိလို့စင်မနိုင်ဘူးโอเคနော်ဘာလို့ဆိုတော့အခုတောင်းနေတဲ့ကြီးစံလက်နဲ့တွေအားလုံးကမိုးကောင်မှာပြောကြတာမဟုတ်ဘူးငွေစီးမလက်နဲ့ဆိုတာဝယ်လို့ရတယ်ငွေစီးမကြီးစံဆိုတာဝယ်လို့ရတယ်ငွေစီးမစစ်ဆိုတာဖွင့်လို့ရတယ်အဲ့တော့ပြည်သူလူထုရဲ့ငွေကနော်ကိုနိုင်ချင်လို့စင်နေရမမှန်ကန်ကန်ကိုထောက်ပံ့ပေးပါမားတဲ့နေရာကိုမထောက်ပံ့နဲ့မားတဲ့နေရာတဲ့မားတဲ့နေရာဆိုတာအပြောပဲကောင်းနေတာအလုံးကမကောင်းဘူးအဲ့တော့တော့ထောက်ပံ့ပေးလို့စင်ကိုယ့်ရဲ့ငွေကအလကားအလဟာတာဖြစ်သွားမယ်တော်လိုင်းရဲ့အတွက်အကျိုးမရှိဘူးစင်โอเคနော်ကြက်တီတုံးလိုက်တာတဲ့ဘသူ့ကိုပြောတာလဲနေမေဖာတယ်မပြောတာလားစိုးသွန်းအမှန်တရားကိုပြောတာကြက်တီတုံးလဲဆိုတာဘောမတွေပဲငါ့ကိုပြောတာโอเคနော်ဖာတယ်မသားယုံစရာကြီးကနေတို့လိုကိုမေကိုလိုမလားခွေးတွေအမှန်တရားပြောလို့စင်အမ်ပြီးတော့သေလိုက်ပေါ့လဲသေလိုက်ပေါ့နာပြီးတော့လဲသေလိုက်ပေါ့ဖာကောင်းရဲ့နော်အဲ့ဒါပြောတာနဂါတော့သွားပြီးနဂါတော့သူ့ရဲ့ပပစီမှာနော်သွားလိုက်ပြီးဖာကောင်းလူလေလူညာပဒိန်ကောင်းဆောင်နေသားများလဲဘယ်တော့ပြေးမယ်လဲဆိုတာစောက်ကြည့်လိုက်ပါနေသားများလိန်ထားတဲ့မြန်မာပြည်သူလူထုရဲ့ငွေအများအပြားဘယ်သူမှသူ့မလွတ်ထားဘူးစင်စောက်ကြည့်လိုက်နော်နေသားများပြီးနဂါပြီးလို့စင်နေသားများလာမယ်နေသားများပြီးလို့စင်နေသားများရဲ့အနောက်မှာစီသေးတယ်နှကောင်3ကောင်4ကောင်စီသေးတယ်လိုင်းပေါ်မှာဆရာကြီးလိုမိုလိုလီလိုစကလုံးလလေးတွေမအလားကိုဆဲလိုက်တော်လိုင်းစကားပြောလိုက်နိုင်ငံရေးစကားပြောလိုက်နဲ့အရန်ကိုစကလုံးကပြောလို့တတ်တယ်ဘယ်သူမှပြောမနိုင်ဘူးအဲ့ဒီကောင်တွေလည်းမကြခင်စောက်ချိုးကပေါ်လာတော့မှာဒါမဲ့ကင်ရင်ပြည်နယ်မှာဆိုတော့တို့ကပထမဦးဆုံးတို့ပူပေါင်းလိုက်သွားသူလဲ BGA တွေ DKBA တွေအဲ့ဒီအခုဒီကောင်တွေက BGA DKBA လောက်မှာမတက်ပဲဘာမှမလုပ်တော့ဘူးအခုချိန်မှာအလူပဲခံတယ်အားလို့စရင်တော်လိုင်းစကားပြောလိုက်မယ်နိုင်ငံရေးစကားပြောလိုက်မယ်ပို့တွေပုံတွေတင်လိုက်မယ်တော်တော်အားရတယ်မသိနာမလဲတဲ့ပြည်သူတွေလည်းတော်တော်ချဲတော်တော်လိုက်တော်တော်အားပေးသေးတယ်မဟုတ်ပြောမယ်နော်တော်လိုင်းတကယ်လောက်တဲ့PDF တွေကလေဘယ်သူမှပို့တင်လို့မအားဘူးစင်ဘယ်သူမှလည်းပုံတင်လို့မအားဘူးဘယ်သူမှလည်းစောက်အားချောင်လို့မအားဘူးဘယ်သူမှလည်းဆရာကြီးလိုဘာလိုဆယ်လီလိုလုံးမအားဘူးစစ်တိုက်ရတာ